မျိုးသားတယောက်ကလေးမွေးနိုင်သလားဆိုတာကိုစမ်းသပ်ဖို့အတွက်မြောက်တွေကသူ့စီကိုအမျိုးသမီးတယောက်ခေါ်လာခဲ့ပါတယ်ဒါပေမဲ့အံ့ဩစရာကောင်းစွာပဲအမျိုးသားကသူမအပေါ်မှာစိတ်ဝင်စားမှုမရှိခဲ့ပါဘူးသူ့မျက်လုံးတွေကလောင်အိမ်အပြင်ဘက်မှာရက်နေတဲ့မြောက်သိပ္ပံပညာရှင်ဒေါက်တာဟယ်လီနာအပေါ်မှာပဲရှိနေခဲ့ပါတယ်ဒေါက်တာဟယ်လီနာကလည်းအမျိုးသားရဲ့မျိုးပွားမှုဆိုင်ရာအပြုအမူကိုမြင်တွေ့ဖို့ဆက်စုနေခဲ့ပါတယ်ရုတ်တရက်ချက်ကသူ့မစီကိုလက်လန်းဖို့စူးစမ်းခဲ့ပေမဲ့အနီးနားကအဆောင်ကသူ့ကိုတားဆီးခဲ့ပါတယ်ဒါပေမဲ့လည်းဒေါက်တာဟယ်လီနာကသူ့ကိုအပြစ်မပေးခဲ့ပါဘူးအဲ့ဒီအစားသူမကသူ့ကိုမျိုးသမီးနဲ့အတူအပြင်ထွက်ခွင့်ပြုခဲ့ပါတယ်ဒါပေမဲ့ချက်ကအဲ့ဒီအမျိုးသမီးပေါ်မှာလုံးဝစိတ်ဝင်စားမှုရှိခဲ့ပါဘူးဒေါက်တာဟယ်လီနာရောက်လာတာနဲ့သူကမြေပြင်ပေါ်မှာထိုင်ပြီးပုံလေးဆက်ဆွဲပါတော့တယ်သူကသူမနဲ့တနည်းနည်းနဲ့ဆက်သွယ်ခြင်းခဲ့တာဖြစ်နိုင်ပါတယ်ကံမကောင်းစွာနဲ့ဒေါက်တာဟယ်လီနာကသူ့ရဲ့ပုံဆွဲတွေကိုအာရုံမစိုက်ခဲ့ပါဘူးအချိန်ထဲမှာပဲသိပ္ပံဝင်ကြီးရောက်လာပြီးနှစ်ယောက်သားစကားစပြောကြပါတော့တယ်အဲ့ဒီနောက်မှာတခြားလူတစ်ယောက်ရောက်လာပြီးဂျက်ရဲ့ပုံဆွဲတွေအားလုံးကိုဖျက်ပစ်လိုက်ပါတယ်ဒေါသထွက်ပြီးဂျက်ကသူ့ကိုတိုက်ခိုက်ခဲ့တဲ့အတွက်ဟယ်လီနာနဲ့စကားပြောဖို့ခွင့်ရေးကိုနောက်တစ်ချိန်ဆုံးရှုံးသွားခဲ့ရပါတယ်သူ့ရဲ့အပြင်ထွက်ခွင့်ကိုချက်ချင်းပဲဖျက်သိမ်းလိုက်ပါတယ်သူလောင်အိမ်ထဲကိုပြန်ပို့ခံရတာနဲ့သိပ္ပံဝင်ကြီးကသူ့ရဲ့ပုံဆွဲတွေကိုတွေ့သွားခဲ့ပါတယ်ဒါပေမဲ့ဘာမှနားလည်ဖို့မကြိုးစားပဲတုတ်တစ်ချောင်းနဲ့အရာအားလုံးကိုဖျက်ပစ်လိုက်ပါတယ်ဂျက်ကလောင်အိမ်တွင်းထဲမှာအကူအညီမဲ့တယ်လို့ခံစားခဲ့ရပါတယ်အဲ့ဒီနောက်မှာဒေါက်တာဟယ်လီနာပြန်ရောက်လာခဲ့ပါတယ်ဂျက်ကသူမကိုချက်ချင်းဖမ်းဆွဲပြီးသူ့လက်ထဲကစာရွက်နဲ့ပေါ်ပင်ကိုယူလိုက်ပါတယ်အဆောင်ကသူ့ကိုရိုက်လိုက်ပါတယ်ဒါပေမဲ့သူဘာမှမလုပ်နိုင်ခင်မှာပဲဂျက်ကစာရွက်ပေါ်မှာသူ့နာမည်ကိုရေးလိုက်ပါတယ်ဒေါက်တာဟယ်လီနာထိတ်လန့်သွားခဲ့ပါတယ်သူတို့ကဘာမှာအနှိမ့်ကျဆုံးလို့သတ်မှတ်ခံထားရတဲ့လူသားတစ်ယောက်ကစာရေးနိုင်တယ်ဆိုတာကိုသူမမယုံနိုင်ခဲ့ပါဘူးသူမကဂျက်ကိုပို့ပြီးနားလည်နိုင်ဖို့သူ့အိမ်ကိုခေါ်သွားခဲ့ပါတယ်ဂျက်ကသူဟာကဘာချိုကနေလာဖြစ်ကြောင်းနဲ့သူ့ရဲ့အာဃာတရင်ပြတ်ကျပြီးနောက်မှာအခန်းခံခဲ့ရတာဖြစ်ကြောင်းစာရွက်တွေပေါ်မှာစက်တိုက်ရေးသားခဲ့ပါတယ်ဒေါက်တာဟယ်လီနာရဲ့ခင်ပွန်းကဒီအကြောင်းတွေအားလုံးကိုကြားတော့အံ့ဩသွားခဲ့ပါတယ်သူကသူတို့ကဘာမှာပြန်တန်းချင်းဆိုတာမဖြစ်နိုင်တဲ့အတွက်ဂျက်လင်ညာနေရဖြစ်တယ်လို့ပြောခဲ့ပါတယ်ဂျက်ကစာရွက်ကိုယူပြီးလေရင်ပြန်ပုံစံကောက်ကလေထဲမှာလွတ်တင်လိုက်ပါတယ်အဲ့ဒီစက်ကူလေရင်ပြန်ငယ်လေးကသူတို့ကဘာရဲ့တင်ကြေးတစ်ခုဖြစ်လာခဲ့ပါတယ်ဒေါက်တာဟယ်လီနာရဲ့ခင်ပွန်းမှင့်တက်သွားခဲ့ပါတယ်အဲ့ဒီခိုက်တန်မှာသိပ္ပံဝင်ကြီးရောက်လာခဲ့ပါတယ်စက်ကူလေရင်ပြန်ကိုမြင်လိုက်တာနဲ့သူထိတ်လန့်သွားခဲ့ပါတယ်သူကအဆောင်တွေကိုချက်ချင်းအမိတ်ပေးခဲ့ပါတယ်သူကလှုပ်ဝက်ချက်ကြီးတစ်ခုကိုဖုံးကွယ်ထားသလိုပါပဲ